ထွက်တဲ့ငက်ကလေးတွေအိတ်တန်းဝင်အိမ်ပြန်ချိန်ဆုံးညာဒီမဲ့ထွက်တဲ့ငက်ကလေးတွေအသံပေးကဟိုလီပေါ်လာညပဲလာထွက်ချိန်နေတိုင်းမှာဒီဆိုနေကြချင်းလေးတွေခတ်တိုးတို့ဒီဆိုတာကိုသူ့ကြောင့်တက်တဲ့ချင်းဆက်တာသူမကြိုက်တော့တိုင်း